AI နီးပညာတိုးတက်လာပြီးတော့လွန်မိုးလာတဲ့လက်ရှိကျွန်တော်တို့ရဲ့ကဘာမှာ AI ဆိုတာအခြားသောရှာဖွေတွေ့ရှိမှုတွေနဲ့မတူပဲပြောင်းလဲမှုအများဆုံးနဲ့တိုးတက်မှုအများကြီးဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့မြောက်ဘွားတွေမြင်တွေ့နေရဖြစ်တယ်အခုဆိုရင်ကုန်ထုတ်လုပ်တဲ့စက်ရုံတွေမှာ robotic arm လို့ခေါ်တဲ့စက်ရုံတွေကလူသားတွေလက်တစုံမှမလုပ်ပဲကျွန်တော်ကုန်စည်တွေကိုထုတ်လုပ်တိကျစွာစီမံထုတ်လုပ်လာနေတယ်ကဲအဲ့တော့ကျမ်းမာရေး level မှာလည်းကြည့်လို့ရှိရင်ကျွန်တော် AI နဲ့ယောဂရှာဖွေစနစ်တွေဟာအတွေ့အကြုံရင်းနဲ့ပါရဂူကြီးတွေဆရာဝန်ကြီးတွေထက်ကိုကျွန်တော်တို့ AI ညာလူရဲ့အစားအသောက်အနေထဲကိုကြည့်ပြီးလူကြောက်တဲ့ယောဂလက္ခဏာတွေမပေါ်ရင်ကြိုတင်ခန့်မှန်းနိုင်နောက်တဲ့အထိကိုဖြစ်လာတယ်ကဲနောက်ဆိုရင်ကျွန်တော်စာသင်ခန်းတွေမှာကလေးတွေကိုလည်း virtual ဆရာလို့ခေါ်တဲ့ AI ညာကျောင်းသားတူဦးချင်းစီရဲ့စိတ်ချင်းကိုကြည့်ပြီးလိုအပ်ချက်နဲ့ကိန်းနေတဲ့သင်ခန်းစာတွေကိုပို့ချနေတယ်ကဲပြီးတော့လုတ်သမားတွေစားထုခံရတယ်အိတ်ဆိတ်မှုအပြေးနဲ့လူကင်းမဲ့နေတဲ့ရုံခန်းတွေမြင်အောင်ကြည့်ပါကျွန်တော်အနာဂတ်ကိုတော့ရောက်နေပြီကဲကျွန်တော် AI ဆိုတာအောက်ဘက်ကောင်းတယ်လို့တကယ်စိတ်မသက်သာစရာလည်းဖြစ်စေရတယ် AI ကအလုပ်အကိန်ကုန်လုံးစားထူပါနေတာဖြစ်တယ်ကဲအဲ့အဖြစ်ကကျွန်တော်ထင်လာတဲ့ပုံရင်းစံနေထင်ပါတယ်